ကစေချင်လို့မတ်တထပြီးကခိုင်းနေအောင်သူတို့ကဟမ်အဲ့ဆန်းရွှေစင်ကကိုညီလေးကိုဘာဖြစ်နေရဆန်းရွှေစင်ကလေညီလေးကိုကြည့်ပြီးသွားရင် तू ကကျန်တာတွေကို तू ကမေ့သွားတယ်အဲ့ဒီမှာထိုးတာလေနှခါထိုးတာထိုင်ကုန်လေးတစ်လုံးတော့မရှိဘူးလား သူလည်းကြည့်ချင်လို့ကြည့်တာမဟုတ်ဘူး အဲ့ယော သူလည်းကားဝယ်ချင်နေတာ ဟဲ့လား မမ မတာမကားချီတယ်အကျွေးတူဆက်မယ်လေ ဘယ်လိုလဲဘလို့ပဲဝယ်ဟဲ့ယောမင်းကငါအထင်မကြည့်ဘူးနောင်လာကြရင်ငါလည်းနှစ်စီးဝယ်မှာချမောင်ရဲ့တစ်စီးတစ်စီးရဲ့တစ်စီး ကဲညီမင်းမင်းကခိုင်းလေလို့စိန်နေတော့ပြီးနားလိုက်ပါသူဖျားနေလို့တဲ့ အဲ့မင်းတော့ ကိုကြီးပြောခိုင်းတာကိုရဲတဲ့အမှန်လုံးကဖျားနေလို့ဟုတ်တယ်တားရပူနေတာတနာချက်ဒီလေးရောက်သွားပြီမင်းသူတယောက်တည်းကိုမဟုတ်သူများပါသူကလိုက်နာခိုင်းနေတာ ဘလို့တနာယူနေလားတိုးနေတယ်မင်း ဒီစက်ထဲမှာတနာယူဆိုလို့ အော်စကားသူရတယ်တလား ဒီထဲမှာတနာယူဆိုလို့